အားလုံးပဲမင်္ဂလာပါဒေါက်တာဇုံပါအရေးပြအလှပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ရှင်နေ့စဉ်နေ့တိုင်းကအသက်ရှင်နေထိုင်ရည်တည်မှုမှာနေရောင်ကြီးရလည်းအရေးပါပါတယ်။ဒါပေမဲ့နေရောင်ကြီးကနေကျမတို့ရဲ့လူရဲ့ပေါ့နော်ဒီအရေးပြအတွက်တော်၎င်းလူဘဝရဲ့အထောက်ပံ့အတွက်ပေါ့နော်မလိုလားအပ်တဲ့ဒီခင်းလုံရောင်ကြီးတွေကလည်းမြင့်တက်နေရပဲဖြစ်ပါတယ်။ခင်းလုံရောင်ကြီးဆိုတာလူတော်တော်များများနဲ့ရင်းနှီးမှာဖြစ်ပေမဲ့ဘာလဲဆိုတာမသိရသူတွေလည်းရှိတယ်ပေါ့နော်။ဒီတော့ကျမတို့နေရောင်ကြီးမှာနေထွက်ကာစားအချိန်မှာတော့နေရောင်ကြီးဟာကျမတို့ရဲ့အသားရည်အတွက် vitamin D လို့ခေါ်တဲ့ဒီအရေးပြအားကောင်းစေဖို့လူတွေကျန်းမာစေဖို့မနက်ဆိုရင်ဒါကျမတို့ active ဖြစ်ဖို့ဒါတွေအတွက်လည်းနေရောင်ကြီးကထောက်ပံ့ပေးနိုင်တယ်လို့နေအရန်မြင့်လာပြီးတော့ခင်းလုံရောင်ကြီးမြင့်လာပြီးဖြစ်ရင်တော့ကျမတို့ရဲ့အသားရည်တွေအတွက်အန်ဒီရရှိရဲ့စိတ်အတောက်တွေစတင်ထုံထုတ်ပြီးဖြစ်ပါတယ်ဒါကတော့ UVA UVB UVC လို့ခေါ်တဲ့နေရောင်ကြီးကနေရနေတဲ့ခင်းလုံရောင်ကြီး၃ခုအကြောင်းကိုကျမရှင်းပြပေးပါမယ်အဲ့တော့ UVA ဆိုတာကA ဆိုတဲ့အဓိပ္ပာယ်ဒါ aging ပေါ့နော်ကျမတို့အရွယ်မတိုင်ခင်မှာရှေ့ရင်းဆိုတဲ့အသက်ထက်ပိုပြီးတော့အိုမင်းရင်းလျော်စေတဲ့အရေးအကြောင်းတွေဒါအသားအရည်ညော်နေမှုတွေညော်တွဲမှုတွေ collagen elasticity လို့ခေါ်တဲ့အသားအရည်ကျုပ်နိုင်စွမ်းနိုင်စွမ်းအားတွေညော်နေမှုတွေကို UVA လို့ခေါ်တဲ့ rays ကပေးစွမ်းနိုင်ပါတယ်မကောင်းတဲ့ဒါ side effect ပေါ်ဆိုးကျိုးတွေကိုပေးနိုင်တဲ့ rays တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ UVB လို့ခေါ်ပါတယ် B ဆိုတဲ့အဓိပ္ပာယ်တိုင်းတော့ bangs ပေါ့ bangs ဆိုတာကလောင်ကျွမ်းတာကိုပြောတာပါအဲ့တော့ UVB တွေအထိများလာတဲ့အသားအရည်ဟာဒါအခုအားလုံးမလိုချင်ကြတဲ့မဲကြောက်တွေနီလောင်ကွက်တွေတင်းတိတ်တွေကိုပေးစွမ်းနိုင်တယ်လို့ဒါနေရောင်ကြီးကြောက်တစ်ခါလေကြာရင်အသားအရည်မညီညာမှုတွေချွေးပေါက်ကျတာတွေဝက်ချံထွက်မှုတွေကိုလည်းဒီ UVB ဆိုတဲ့ခရမ်းလုံရောင်ကြီးကပေးစွမ်းတာဖြစ်ပါတယ်ဒါနောက်ဆုံးတစ်ခုကတော့ UVC လို့ခေါ်တဲ့အတိုင်း C for cancer ပါဒါကတော့အရေပြား cancer မှဲ့ cancer ဒါနေရောင်ကြီးက rays တွေကနေရသွားနိုင်တဲ့UVC ဆိုတဲ့ခင်းလုံရောင်ကြီးဖြစ်ပါတယ်ဒါပေမဲ့အခုကဘာကြီးကဒီပေါ်ဓာတုဓာတ်ငွေတွေကျမတို့ကားတွေရန်သုံးတာ aircon တွေဒီပေါ်လေထုတွေကိုညဉ့်ညမ်းစေတဲ့ chemical များတဲ့ pollution တွေအဲ့လိုဖြစ်တာတွေများလာလေခင်းလုံရောင်ကြီးထဲမှာဒီ ozone လွှာဆိုပြီးတော့ဒီ UVC တွေကဘာကြီးပေါ်ကိုဓာတ်ရိုက်မရောက်အောင်ကာထားတဲ့အလွှာကြီးပြတ်သုံးလာလေဖြစ်တတ်ပါတယ်ကံကောင်းတယ်လို့ပဲသုံးရမှာပေါ့နော်အခုချိန်ကြီးတော့ကျမတို့နေထိုင်ရာမြန်မာနိုင်ငံရဲ့နေမြေတော်တော်များများမှာအုံဆုံးပါပေါက်နေတာမရှိသေးဘူးပေါ့နော်ဒီတော့ကျမတို့က UVC လို့ခေါ်တဲ့ခင်းလုံရောင်ကြီးကြောင့်ဖြစ်ပေါ်နေတဲ့အရေပြားကင်ဆာဖြစ်နိုင်ခြေတွေကတော့တအားတော့နေပါသေးတယ်ဒါပေမဲ့အုံဆုံးလွှာကတဖြည်းဖြည်းနဲ့ပါလာတယ်တချို့သောနိုင်ငံတွေမှာပေါက်နေပြီဆိုတော့ဒီလိုမျိုးသတင်းတွေကိုလည်းကြားရမှာပါဒါကြောင့်ကဘာကြီးမပြတ်စည်းဖို့အတွက်လည်းလူသားတွေမှာတာဝန်ရှိကြောင်းလည်းဒီနေရာကနေပြောချင်ပါတယ်